အားလုံးပဲမင်္ဂလာပါဒီချက်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီချက်ဒီနေ့ပြပြချင်တဲ့အကြောင်းအရာလေးကတော့government curriculum မှာ international curriculum မှာအသုံးများတဲ့စိတ်တွက်နဲ့ဘယ်လိုမျိုးတစ်ကနေတရားအတွင်းကိုပေါင်းမလဲနှုတ်မလဲဆိုတဲ့အပိုင်းတွေပဲဖြစ်ပါတယ်အဲ့တော့စိတ်တွက်နဲ့အမြန်ပေါင်းတဲ့အခါကျရင်ဒီချက်တို့က10ဖြစ်အောင်လုပ်ရပါမယ်အဲ့တော့10ဖြစ်အောင်မိတ်ဆွေဖွဲ့တဲ့အခါကျရင်ဒီချက်တို့က10ဖြစ်စေမဲ့ကိန်းကနန်းမိတ်ဆွေလေးတွေကဘာလေးတွေလဲဆိုတော့ဒီချေတို့တိကိုသိရပါမယ်အဲ့တော့မသိရင်လည်းလုံးဝရအောင်လို့အခြေခံအနေနဲ့အဲ့အဆင့်ကိုပထမအဆုံးအနေနဲ့မှတ်ရပါမယ်အဲ့တော့တော်တော်များများမဖွဲတတ်ဘူးမလုံးတတ်ဘူးပြောကြရဲပေါ့နော်အမှန်တကယ်တော့သူတို့ကအဲ့ဒီအရန်ကိုလွယ်ကူတဲ့အဆင့်တွေကိုကြော်ပြီးတော့အဆင့်ကြော်ပြီးတော့တခြားအဆင့်တွေတွက်တဲ့အခါမှာဒီအခြေခံမပိုင်းတဲ့အတွက်ကြောင့်မို့လို့မရတာမျိုးဖြစ်တတ်ပါတယ်အဲ့တော့အရင်ဆုံးမှတ်ရမယ်ပထမအဆင့်အနေနဲ့1နဲ့9တရဲ့မိတ်ဆွေက9ဖြစ်တယ်9ရဲ့မိတ်ဆွေက1ဖြစ်တယ် English လို့မှတ်လဲရပါတယ်1 and 9အဲ့တော့2ရဲ့မိတ်ဆွေက8ဖြစ်တယ်8ရဲ့မိတ်ဆွေက2ဖြစ်တယ်ကိုလည်းမှတ်ရပါမယ်3ရဲ့မိတ်ဆွေကတော့9ဖြစ်ပြီးတော့9ရဲ့မိတ်ဆွေကတော့3ဖြစ်ပါတယ်ဆက်လက်ပြီးတော့4ရဲ့မိတ်ဆွေကတော့6ဖြစ်ပြီးတော့6ရဲ့မိတ်ဆွေကလည်း4ဖြစ်ပါတယ်အဲ့တော့ဒီချက်တော့မှတ်ရမယ့်အကြောင်းအရာကစုစုပေါင်း5ခုပဲရှိပါတယ်နောက်ဆုံးအနေနဲ့9ရဲ့မိတ်ဆွေက9ဖြစ်တယ်ဒါကတော့တစ်ခုတည်းမှတ်ရုံပါပဲအဲ့တော့1 9 9 1 2 8 8 2 3 9 9 3 4 6 6 4 5 5ဒါသိရင်ရပါပြီအဲ့တော့ဥပမာအနေနဲ့ဒီချက်က36နဲ့8နဲ့ပေါင်းတဲ့အပိုင်းလေးကိုပြပြချင်ပါတယ်အဲ့တော့ဒီချက်တို့ကကိန်းတစ်လုံးနဲ့ဖြစ်တဲ့8ကိုခဏန်းခွဲပါမယ်ခွဲဖို့အတွက်36လေးဖြစ်တဲ့အတွက်ကြောင့်6ရဲ့မိတ်ဆွေက4ဒါဆိုရင်8ကိုဒီချက်က4နဲ့4နဲ့ခွဲလိုက်ပါမယ်ခွဲပြီးတော့ပထမအဆင့်အနေနဲ့36နဲ့4နဲ့ကိုဒီချက်ပေါင်းရပါမယ်အဲ့တော့36နဲ့4နဲ့ပေါင်းလိုက်တဲ့အခါမှာဒီချက်ရဲ့အဖြေက40လေးရလာပါတယ်အဲ့ဒီ40နဲ့ဒီဘက်မှာအစိမ်းရောင်လေးပြီးထားတဲ့လေးနဲ့ဆက်ပြီးတော့ဒီချက်ပေါင်းပါတယ်ပေါင်းတဲ့အခါမှာနောက်ဆုံးရလက်အဖြစ်ဒီချက်ရဲ့အဖြေက44ရပါတယ်ဒါဆိုရင်မင်းတို့ကဒါဒီချက်ပေးထားတဲ့ဥပမာလေးကိုကြည့်ပြီးတော့ကလေးလေးကကိန်းကနန်းလေးတွေကိုအစားသွင်းပြီးတော့တွက်နိုင်မှာပဲဖြစ်ပါတယ်ဒီမှာဆက်လက်ပြီးတော့ဒီချက်ကဥပမာလေးတစ်ခုပေးထားပါတယ်ဥပမာလေး3ခုလောက်ပေါ့နော်ဆက်ပြီးတော့ပေးထားပါတယ်အဲ့တော့19နဲ့9နဲ့ပေါင်းမယ်အဲ့တော့9ရဲ့မိတ်ဆွေက3ဖြစ်တယ်ကိုရီးယား3ကိုဒီချက်ယူလိုက်တယ်19နဲ့3နဲ့ပေါင်းတော့20 6တန်နဲ့6နဲ့ပေါင်းတော့26 48နဲ့9နဲ့ပေါင်းမယ်ဒါဆိုရင်ရှေ့ရဲ့မိတ်ဆွေက2ဖြစ်ပါတယ်ခုနှစ်ထဲက2ကိုယူလိုက်မယ်48နဲ့2နဲ့ပေါင်းတော့50 5ကျန်တာနဲ့ပေါင်းလိုက်တော့55ဆလဘီဒီချက်က83နဲ့9နဲ့ပေါင်းမယ်အဲ့တော့3ရဲ့မိတ်ဆွေက9ဖြစ်တယ်ကိုရီးယား9ကိုယူလိုက်မယ်83နဲ့9နဲ့ပေါင်းတော့90ကျန်တဲ့2လေးနဲ့ပေါင်းလိုက်တော့92ရပါတယ်အဲ့တော့ဒါဆိုရင်ဒီချေတို့ကစိတ်တွက်နဲ့အဖြစ်မြင်မြန်ပေါင်းတဲ့နည်းလေးတွေကိုမျှဝေပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနည်းလမ်းလေးကိုကြည့်ပြီးတော့အိမ်မှာပြန်ပြီးတော့တွက်ဖို့အတွက်အဆင်ပြေဖို့မျှော်လင့်ပါတယ်တစုံတရာအကျိုးရှိသွားဖို့အတွက်မျှော်လင့်ပါတယ်ကျမရှင်လန်းပါစေဘိုင်ဘိုင်နောက်ထပ်ဗီဒီယိုတွေလည်းဆက်ပြီးတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချေရဲ့ channel လေးကို like and subscribe လုပ်ပေးထားကြပါဘိုင်ဘိုင်